ယောမင်္ဂလာပါခုဆိုရင်တော့ကျွန်တော်ဘိတ်ကနေပြီးတော့ဒိုဝဲကိုတွားနေတာပဲဖြစ်ပါတယ်။ဘာနဲ့တွားမလဲဆိုတော့ကျွန်တော်လေးနဲ့ပါ။လေးရင်ကြတော့ကျွန်တော်ဘဝမှာပထမဦးဆုံး16ယောက်စီလေးနဲ့တွားမှာဖြစ်ပါတယ်။ပုံမှန်ဆိုလို့ရှိရင်တော့အယောက်100စီတွေနော် ATR တွေနဲ့တွားနေကြပါ။အခုကကျတော့16ယောက်စီအဲ့ဒါမနေညာမှသိတာပါ။ Let's go ပါလေရော8နိုင်ထွက်မယ်လို့ပြောပါတယ်ဆိုတော့၄စိတ်သွားနေပါပြီဆိုတော့ကျွန်တော်၄စိတ်သွားဖို့လည်းဒီမှာ breakfast တွေစားနေတာဖြစ်ပါတယ်ဟာပါဘိတ်ကကြည့်ကြရင်တင်းဆန်းနေရပါနော်ဘယ်မှာစားနေလဲဆိုတော့ကျွန်တော်မပြောပြဘူးဆိုတော့ကျွန်တော်အလကားမကျွေးလို့ပါကိုယ်စတော့ကျွန်တော်အပရမအောင်ဆုံးเนาะ14ရောက်လေရင်စီသွားစီတော့မှာဖြစ်ပါတယ် Let's go အခုကျွန်တော်စီမံလေရင်ယူရတယ်မှာတိတ်တိတ်လေးအထက်မှာဘယ်လိုပုံစံရှိတယ်တော့ကျွန်တော်မသိဘူးအခုဝင်ကြည့်လိုက်ပါဦးမယ် Let's go ပါဟိုမှာ first time ပါYeah. ဟုတ်တယ်ဟာဟောတော့မဟုတ်တော့เนาะဒီမှာလေမူးနဲ့တူတူလေမောင်းပါတော့မယ်တော့ဘိတ်ကနေပြီးတော့တဝဲဟိုရောက်ရှိလို့လာပါပြီအဲ့လေးနဲ့ပါဒီတိတ်တိတ်လေးနဲ့ပါ14ရောက်စီလေးရင်နဲ့ပါမစိုးပါဘူးပြန်လာတော့အမြင့်ပေ6000ဝန်းကျင်လောက်ပြန်တယ်လို့တော့ပြောတာပေါ့နော်မစိုးပါဘူးမိုက်ပါလေနည်း40လောက်တော့စီးလိုက်ရတယ်ဆိုမိုက်တယ် God Okay နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ် I'll see you guys